Facebook ပေါ်မှာ post တစ်ခုရေးဖို့အတွက်ကျွန်တော်တို့ပုံမှန်ဆိုရင်တနားရီလောက်ကြာတတ်တယ်ဒါအနည်းဆုံးပဲပြောတာကျွန်တော်တို့ဒီ post တစ်ခုရေးဖို့အတွက်စဉ်းစားရတယ်ရေးရတယ်ပြင်ဆင်ရတာတွေရှိတယ်အဲ့ဒီအတွက်လည်းတစ်ခါလေကြာရင်စိတ်ပင်ပန်းရတယ်လူပင်ပန်းရတယ်အချိန်တွေအများကြီးကုန်တယ်အကယ်၍ကျွန်တော်တို့က AI ကိုတွားပြီးတော့ခိုင်းလိုက်တဲ့ခါကျရင်လည်း AI ကရေးပေးလိုက်တာတွေကမြန်တော့မြန်တယ်ဒါပေမဲ့ကျွန်တော်တို့စိတ်တိုင်းကြမဖြစ်ဘူးကျွန်တော်တို့စီဝိုင်းနဲ့ဘာမှမဆိုင်မင်းနဲ့ရှောက်ရေးတာမျိုးတွေရှောက်ရွှီးတာမျိုးတွေဖြစ်နေတတ်တယ်မိတ်ဆွေအနေနဲ့ဒီလိုမျိုးအခက်အခဲလေးရှိနေတယ်ဆိုရင်တော့ကျွန်တော်ပြောမဲ့နီလန်တစ်ခုကိုစမ်းတက်ကြည့်ပါ Gemini AI ကိုတုံးပြီးတော့ Facebook post တစ်ပတ်စာ9ခုလောက်ကို10မိနစ်အတွင်းနဲ့ဘယ်လိုရေးရမလဲဆိုတာသိသွားပါလိမ့်မယ်အဲ့တော့ဒီနီလန်းဟိုတာသိထားမယ်ဆိုရင်တော့မိတ်ဆွေရဲ့စီးပွားရေးပြိုင်ဖက်တွေထက်အမြဲတမ်းရှေ့ကိုရောက်နေပါလိမ့်မယ်ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်အသေးစိတ်ပြပေးမယ်ဗီဒီယိုအဆုံးထိပြီးအောင်ကြည့်ပါအရင်ဆုံးကျွန်တော်တို့ Google Gemini အကောင့်ကိုဖွင့်ထားဖို့လိုတယ်ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့လည်း Google Gemini အကောင့်ဘယ်လိုအသုံးပြုရလဲဆိုတာကိုကျွန်တော်ပြောပြထားတဲ့ဗီဒီယိုရှိပါတယ်အဲ့ဒီဗီဒီယိုမကြည့်ရသေးဘူးဆိုရင်တော့အရင်တွားကြည့်ပါအကယ်၍ Gemini အကောင့်ကိုယ့်ထဲမှာရှိနေရဆိုရင်တော့ကိစ္စမရှိဘူးဒီဟာကိုလိုက်ပြီးတော့လိုက်လို့ရတယ်အဲ့တော့ကျွန်တော်ပြပေးမှာကကွန်ပျူတာနဲ့ဖြစ်တဲ့အတွက်ကြောင့်လို့မြင်ကွင်းကျက်အောင်ကျွန်တော်ပြပေးတာဖုန်းတွေမှာဆိုရင်လည်းပဲကျွန်တော်ပြရတဲ့နီလန်အတိုင်းပဲလိုက်လို့ရပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ကဒီဘယ်ဖက်ဘေးထောက်နားကနေရာလေးကိုတွားလိုက်မယ်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ jam ဆိုတာလေးကိုတွေးလိုက်မယ် jam ကိုတစ်ချက်နှိပ်မယ်နှိပ်လိုက်တဲ့အခါကျရင်ဒီလိုမျိုး interface လေးတွေးရမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီနားလေးမှာအောက်နားလေးကိုနည်းနည်းလေးတွားလိုက်မယ်ဆိုရင် new jam ဆိုတာတွေးရမယ်ဖုန်းထဲမှာလည်းဒီလိုပဲပေါ်တယ်အဲ့တော့အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီးတဲ့အခါကျရင်ဒီလိုမျိုးနာမည်ပေးရမယ်ဒါကဘာလုပ်တာလဲပေးရမယ်ဒါဒီဟာကိုဘယ်လိုခိုင်းရမလဲဆိုတာပြောပြရမှာပေါ့နော်ကျွန်တော်ဆေးဆိုင်အနေနဲ့ဥပမာတစ်ခုပြပေးမယ်အဲ့တော့ Tron Pharmacy ပေါ့နော်နာမည်မှာလည်း Tron Pharmacy ပဲရေးလိုက်တယ် description မှာလည်း Tron Pharmacy AI လို့ရေးလိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော် instruction မှာကျွန်တော်ရဲ့ဒီ prompt design လေးရေးလိုက်မယ်အဲ့တော့ဒီ prompt design ကိုလည်းကျွန်တော် free join လို့ရတဲ့ Facebook group ထဲမှာချထားပေးမယ်ဒီဟာစာအရန်ရှည်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ YouTube မှာပဲဖြစ် Facebook မှာပဲဖြစ်တင်လိုက်တဲ့ခါကျရင်အရန်ကိုရှည်တတ်တယ်ပေါ့နော်ပျောက်သွားတတ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော် description မှာ Facebook group link လေးချထားပေးမယ်ဒီ prompt ကိုတွားပြီးတော့ယူလို့ရတယ်အဲ့တော့ဒီအောက်မှာလုပ်လို့ရတာရှိတယ် default tool ဆိုတာကဒါက Jam Google Gemini ရဲ့ Jam ကိုတုံးတဲ့ခါကျရင်ဘယ် tools ကိုအကောင်းဆုံးတုံးမလဲဆိုတာပြောပြထားတာပေါ့နော်ကျွန်တော်အနေနဲ့ဘာမှမရွေးထားဘူး no default ပဲပြီးရင် knowledge ခါကျတော့အကယ်၍ကိုယ့်စီမှာကိုယ့်စီဝိုင်းနဲ့ပတ်သက်ပြီးတော့ဒီ Google file တွေရှိမယ် PDF file တွေရှိမယ်ဆိုရင်ဒီထဲမှာတင်ထားလိုက်လို့ရပါတယ်တင်ထားတာပို့ပြီးတော့ကောင်းတယ်အဲ့ဒါမှပဲကျွန်တော်တို့ရဲ့အကြောင်းကိုဒီ AI ကပို့ပြီးတော့တိမှာပေါ့နော်ဒါလောလောဆယ်ကျွန်တော်ကတော့ instruction ပဲရေးထားတယ်ကျန်တာတွေမထည့်ထားသေးဘူးအဲ့ဒါပြီးတော့ကျွန်တော် save လုပ်လိုက်မယ်အဲ့တော့ကျွန်တော်ကအခုလုပ်နေတဲ့ပုံစံက Google Gemini ကိုတွားတယ် Jam ဆိုတဲ့ feature လေးကိုတွားတယ်အဲ့ဒါပြီးတော့ Jam ထဲမှာနာမည်ပေးတယ်နာမည်ပြီးတဲ့ခါကျရင်သူ့ instruction လေးရေးပေးလိုက်တယ် instruction လေးရေးပြီးတဲ့ခါကျရင်ကျွန်တော်ကဒီမှာစာရေးပြီးတော့ခိုင်းမယ်ပေါ့နော်အရင်ဆုံးဒီနေရာမှာတွားပြီးတော့မခိုင်းခင်မှာကျွန်တော်က new chat ကိုဖွင့်ပြီးတော့ paracetamol ကြောင်း content လေးတစ်ပုဒ်ရေးပေးပါကျွန်တော်ခုနကတော့ပြောခဲ့လို့ပဲ10မိနစ်အတွင်း9ပုဒ်ရေးခိုင်းမယ်တစ်ပတ်စာရေးခိုင်းမယ်အဲ့တော့ဒါလောလောဆယ်ကျွန်တော်တွားထားတာကဒီ new chat ပေါ့နော်ရိုးရိုးပုံမှန်မေးနေကြနေရာမှာတွားပြီးတော့မေးမှာကျွန်တော်လှုပ်ထားတဲ့နေရာမှာတွားမေးတာမဟုတ်ဘူးနော်ဒါရိုးရိုးနေရာမှာတွားမေးတာအဲ့ဒါကိုကျွန်တော်မေးပေးကြည့်မယ်ဒီနေရာမှာ first တို့ thinking တို့ pro တို့ရွေးလို့ရတယ် first ကတော့အမြန်ဆုံးပေါ့နော် pro ဆိုရင်တော့အကောင်းဆုံးထဲမှာပါတယ်ဒါပေမဲ့ကြာတော့ကြာတယ်အဲ့တော့ကျွန်တော် first ကိုပဲတုံထားတယ်အဲ့တော့ဒီမှာဆိုရင် week 1မှာဆိုရင် paracetamol ကဘာလဲဒီလိုပဲပြောထားတယ်ဘယ်လောက်တောင်းရမလဲဈေးတောက်ဖို့မိသွားရင်ဘယ်လိုလုပ်မလဲစာရှိမှတောင်းရမှာလားဒါကိုကြည့်လိုက်တဲ့ခါကျရင် AI မှာတွားပြီးတော့လူတိုင်းမေးတတ်တယ်အဲ့တော့ဘာများထူးခြားသွားလို့လဲကျွန်တော်တို့ AI ကိုတွားမေးတာဒါကကျွန်တော်အခုပြနေတာရိုးရိုး AI မှာတွားမေးတဲ့ပုံစံကိုပြနေတာရိုးရိုး Gemini မှာတွားမေးတဲ့ပုံစံကိုပြနေတာခုနကကျွန်တော်တို့ဖန်တီးထားတဲ့ဒီ Tron Pharmacy ဆိုတဲ့ Jams မှာတွားပြီးတော့ခုနကတော့မေးတဲ့အတိုင်းခုနကတော့ခိုင်းတဲ့အတိုင်းကိုပဲကျွန်တော်လုပ်ကြည့်လိုက်မယ်နော်ဒါ first ပဲကျွန်တော်တုံးထားမယ်အမြန်ရအောင်အဲ့တော့အကယ်၍ကိုကအချိန်နည်းနည်းလေးပေးနိုင်တယ်ဆိုရင်တော့ pro တုံးပေါ့ဒီပါကြည့်ကျွန်တော်ရဲ့လုပ်ငန်းနာမည်ကိုတစ်ခါတည်းထည့်ပေးတယ်ဘယ်မှာစိုင်ဖွင့်ထားလဲဆိုတာကျွန်တော်ပြောထားတဲ့အတွက်ကြောင့်မလို့ဒီမှာတစ်ခါတည်းထည့်ထားပေးတယ်အဲ့တော့ paracetamol ကိုတိုင်းလာပညာပေးကိုပူတာနဲ့ paracetamol လက်ပိတ်တောင်းလို့ခဏခဏတောင်းရမီလားပေါ့နော်သူရေးထားတဲ့ဟာလေးကစိတ်တိုင်းကြပြန်ပြင်ခိုင်းလို့ရတယ်နော်အကယ်၍ကျွန်တော်တို့တစ်ခါနှစ်ခါလောက်ပြင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ပုံစံအတိုင်းပဲသူကရေးပြီးတော့မှရိုးရိုးတာမန်ချက်မှာတွားမေးတာနဲ့မတူဘူးနော်ဒါကခုနကတော့ရိုးရိုးတာမန်တွားမေးတာရိုးရိုးတာမန်မှာတွားမေးတဲ့အခါကျရင်သူက9ရက်စာတာပေးလိုက်တာဒါပေမဲ့ကျွန်တော် sign နာမည်တွေမပါဘူးကျွန်တော်ဘယ်မှာနေရလဲဆိုတာမပါဘူးပြီးရင် social media hashtag တွေမပါဘူးဆရာဝန်လက်မှတ်မလို့ပဲဝယ်လို့ရမယ်ဘာညာကွိကွာဒါလေးတော့ပြောတယ်ဒီ information လူတိုင်းရှာတတ်တယ်ဒါပေမဲ့ကျွန်တော်ပြောထားတဲ့ Jams မှာတွားပြီးတော့လုပ်လိုက်မယ်ဆိုရင်လိပ်စာတွေနဲ့တွဲပြီးတော့ရေးထားပြီးတယ်စီးဆိုင်နာမည်နဲ့တွဲပြီးတော့ရေးထားပြီးတယ်ပြီးရင်ကျွန်တော်လိုချင်တဲ့ပုံစံကိုပဲသူကရေးထားပြီးတယ်ပေါ့နော်သူတခါတည်းထည့်ပြီးတာကဒီ image prompt မှာထည့်ပြီးလိုက်တယ်ပေါ့နော်အဲ့တော့ဒီ post အတွက်ပုံထုတ်ဖို့အတွက်ပါသူကတခါတည်းလုပ်ထားပြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော် create image ကိုရွေးပြီးတော့ pro ကိုလုပ်လိုက်မှာပေါ့နော်အဲ့ဒါဆိုရင်ပုံကောင်းထွက်မယ်ပေါ့နော်အဲ့တော့ဒီမှာဒီ post အောက်မှာတခါတည်း image prompt မှာပါတယ်
ဘာမှမခက်ဘူးဒါကျွန်တော်တို့ရဲ့စီးပွားရေးနာမည်ထည့်မယ်ကျွန်တော်ရဲ့လိပ်စာထည့်မယ်ဒါပဲအဲ့ဒါပြီးတော့ prompt instruction ကိုကျွန်တော်ကဒီ jam နဲ့ခုထည့်လိုက်ရုံပဲဒါလေးကိုကျွန်တော် Facebook group ထဲမှာတင်ထားပေးမယ်အဲ့တော့ဒီမှာဆိုရင်ကိစ္စနာမည်ရေးလိုက်လို့ရတယ် location ကိုဖြည့်ပြီးတော့ရေးလိုက်လို့ရတယ်ကိုဘာတွေစားပစ်ပေးရလဲဆိုတာထည့်လိုက်လို့ရတယ်ပြီးရင်ကိုဘယ်လိုမျိုးတွေလုပ်ပေးမလဲဆိုတာကြီးကိုရဲ့ဝန်ဆောင်မှုပေါ့နော်သူများတွေမတူတဲ့ဝန်ဆောင်မှုတွေကိုရေးလိုက်လို့ရဒီ instruction လေးကိုကျွန်တော်ချထားပေးမယ်နော်ဒီမှာဆိုရင်ဒါတပတ်စာပဲရိုးရိုးတာမန် AI ကိုတွားမိခိုင်းနေဆိုရင်ဒါတွေပါမှာမဟုတ်ဘူးပြီးရင်ပုံထုတ်လို့ရတဲ့ image prompt တွေလည်းပါမှာမဟုတ်ဘူးဒါတပတ်စာပဲပေါ့နော်AI ပေးထားတဲ့ instruction အတိုင်းပဲကျွန်တော်တို့က prompt ရတယ်ဒီပုံလေးနဲ့ကျွန်တော်တို့တနင်္လာနေ့မှာတင်မဲ့ content လေးနဲ့တွဲပြီးတော့ပေးလိုက်ရုံပဲဒါဆိုရင်အတိုင်းတာတစ်ခုဒီကျွန်တော်တို့ရေးတဲ့ပုံစံနဲ့တွားတူတယ်ဒါကိုနည်းနည်းလေးပြင်လိုက်ရုံပဲကျွန်တော်တို့ဒီတပတ်စာလုံးတင်မဲ့ post 9ခုကိုဒီနီလန်းနဲ့Google Gemini ရဲ့ jam အသုံးပြုပြီးတော့ကျွန်တော်တို့ပေးလို့ရပါတယ်အဲ့ဒီထဲမှာရေးထားတဲ့ AI instruction ကိုလည်းကျွန်တော်ချထားပေးပါမယ်အဓိကကတော့ကျွန်တော်တို့ role နဲ့ identity ကို data ပြောဖို့လိုတယ်ပြီးရင်ကျွန်တော်တို့စီးပွားရေးအကြောင်းကို data လေးထည့်ဖို့လိုတယ်ပြီးရင် unique selling point ဆိုတာလေးကို data လေးထည့်ပေးဖို့လိုတယ် target audience ဆိုတာကိုလည်း data လေးရေးထားပေးဖို့လိုတယ်ပြီးရင် brand voice and tone ကျွန်တော်တို့ style ကိုရေးထားပေးမယ်ပြီးရင်ကျွန်တော်တို့ weekly content calendar ကိုဘယ်လိုရေးမလဲဆိုတာကိုလည်းရေးထားပေးမှုလို့တယ်အဲ့ဒါကိုကျွန်တော်တို့ကကိုယ်စိတ်တိုင်းကြလာပြီးတော့ပြင်ဆင်လို့ရပါတယ်ဒါမြန်မာလိုပါညှက်ပြီးတော့ရေးထားတာဆိုတော့အရန်ကြီးသဘောပေါက်ဖို့တော့မခက်ပါဘူးအဲ့တော့ဒါလေးကိုကိုယ့်ရဲ့လုပ်ငန်းမှာတွားပြီးတော့ jam လေးတစ်ခုအနေနဲ့ဖန်တီးပြီးတော့တုံးကြည့်ပါလုံးဝကိုအကျိုးရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းလက်တွေ့တုံးနေတယ်ကိုရာဒီနီလန်းကိုတုံးပြမယ်ဆိုရင်ကိုယ့်ရဲ့ပြိုင်ဘက်စီးပွားရေးထက်နှာတစ်ဖျားမကောက်ဘူးခေါင်းတစ်လုံးမကောက်ဘူးတာဝါပါလိမ့်မယ်အဲ့တော့မိတ်ဆွေအနေနဲ့ဒီကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ AI ကိုကောင်းကောင်းအသုံးချချင်တယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်တင်ထားပေးတဲ့ AI for Business Essential Video Class လေးရှိပါတယ်လောလောဆယ်မှာဒီတင်တန်းကြေးကို special discount နဲ့ပေးထားပေးတာရှိပါတယ်မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့စီးပွားရေးမှာတခြားလူတွေထက်ရှေ့မှာအမြဲတမ်းရောက်ချင်တယ်ကျွန်တော်အခုဒီဗီဒီယိုထဲမှာပြောထားတဲ့နီလန်းအပြင်တခြားနီလန်းတွေကိုပါသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့တင်တန်းကိုလာပြီးတော့တက်ရောက်နိုင်ပါတယ်ဒီတင်တန်းလေးကိုတက်ရောက်ချင်တယ်ဆိုရင်တော့ကျွန်တော် comment တို့မဟုတ် description မှာ link လေးချထားပေးပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကျွန်တော်ကိုမေးမြန်းစုံစမ်းပြီးတော့ဒီတင်တန်းကိုတက်ရောက်နိုင်ပါတယ်အဲ့တော့ဗီဒီယိုဒီကြည့်ရတဲ့အကြောင်းမလို့ရကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ AI နဲ့ပတ်သက်ပြီးတော့စီးပွားရေးနဲ့ AI နဲ့တွဲဆက်ပြီးတော့ဘယ်လိုတွေအသုံးပြုလို့ရတယ်လဲဆိုတာကိုလည်းကျွန်တော်ဆက်ပြီးပြောပြပေးတော့ဖို့ရှိပါတယ် channel ကို like subscribe လုပ်ထားပေးပါအစစရရအဆင်ပြေဘေးကင်းပါစေ AI ကိုအသုံးချပြီးတော့ကိုယ့်ရဲ့စီးပွားရေးတိုးတက်ကြီးပွားအောင်မြင်ပါစေ